အားလုံးပဲမင်္ဂလာပါ Golden Fate Tarot ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ရဲ့ reading လေးကတော့ကိုယ့်ရဲ့ future self ကိုယ့်ရဲ့အနာဂတ်ကကိုကခုလက်ရှိကိုဘာပြောချင်နေလဲဆိုတာကိုreading လေးဖတ်ပေးသွားမှာပါအရင်ဆုံး oracle ကလေးတစ်ခါဆွဲလိုက်ပါတယ် oracle ကတော့ groundhog spirit ကလေးပေါ့နော် time to let go ဆိုရဲဒီကလေးနောက်ထပ် tarot ကနှစ်ကထွက်လာပါတယ်ပထမဆုံးကလေးက page of reverse ပေါ့နော်ပြီးတော့ဒုတိယကeight of wands သူလည်း reverse ပါပဲပြောင်းပြန်နေပေါ့နောက်ထပ် tarot ကလေးတစ်ခါလောက်ထပ်ဆွဲလိုက်ပါအောင်မယ် okay the star ကလေးကြပါတယ် okay အဲ့တော့ဒီကလေးဒီပထမဆုံး oracle ကလေးကနေစပြောမယ်ပေါ့နော်ကိုယ့်ရဲ့ future self ကကိုဘယ်လို message တွေဘယ်လိုသတိပေးစကားတွေပြောချင်နေလဲဆိုတော့ပထမဒီ oracle ကလေးပေါ့နော်ဒီ groundhog spirit ရဲ့ဒီ time to let go ပေါ့နော်ဒီ message လေးကိုကြည့်မယ်ဆိုလို့ရှိရင်ကိုယ့်ရဲ့ဘဝမှာလေအသစ်တွေထပ်ပြီးတော့ဝင်လာဖို့ဆိုလို့ရှိရင်ဒီအဟောင်းတွေကိုအရင်ရှင်းထုတ်ကြရတယ်ပေါ့နော်အဟောင်းတွေရဲ့အတွက်နေရာကဒီအရင်ယူနေဆိုရှင်အသစ်တွေဝင်လာဖို့နေရာမရှိဘူးပေါ့နော်အဲ့ဒါကြောင့်ကိုကဒီအရင်တုန်းကကိုမှရှိခဲ့တဲ့ဒီအတွေ့အကြုံတွေပေါ့နော်ဒီစိုးရတဲ့အတွေ့အကြုံတွေခါးသီးတဲ့အတွေ့အကြုံတွေရှိလိမ့်မယ်။နောက်သစ္စာဖောက်ခံရတာပဲဖြစ်ဖြစ်ဘလို့အဆုံးရှုံးမှုတွေပဲဖြစ်ဖြစ်အဲ့လိုအတွေ့အကြုံတွေရှိမယ်။နောက်တစ်ခုကိုမလုံနိုင်ဘူးဆိုပြီးတော့ကိုယ့်ရဲ့ခံယူချက်ပေါ့နော်ကိုယ့်ရဲ့အဆိုးမြင်တဲ့စိတ်တွေနော်ကိုအဲ့လိုထင်နေတဲ့စိတ်တွေအဲ့လိုအတွေးတွေနောက်ကိုယ့်အတွက်တိုးတက်မှုမရှိမဲ့လူပဲဖြစ်ဖြစ်ဒါလူဆိုတာကဒါချစ်သူရည်စားမှာမဟုတ်ဘူးပေါ့နော်တခါတလေကြရင်တကယ်ချင်းမိသားစုဆွေမျိုးဖြစ်နိုင်တယ်ပေါ့နော်ပတ်ဝန်းကျင်အဟောင်းနေအဲ့လိုအရာတွေကိုကိုကအရင်အတင်းဖတ်တွယ်ထားပြီးတော့အကောင်းတာတွေလိုချင်တယ်ဒီအခြေအနေတွေမကြိုက်ဘူးဆိုရင်ဒီအဟောင်းတွေထဲမှာပဲတန်တရားလဲပြီးတော့အသစ်တွေအတွက်နေရာမရှိတာမျိုးတွေပေါ့နော်ရှိရဆိုလို့ရှိရင်ဒီကက်လေးကပေါ့နော်ကိုယ့်ရဲ့ future self ကကိုယ့်ကိုပြောနေတာကအခုဒါလွတ်ချမဲ့အချိန်ပဲအခုလွတ်ချလိုက်တော့အဲ့လိုလွတ်ချတဲ့အခါမှာကိုယ့်ရဲ့လက်ကကိုယ့်လက်ထဲမှာဒီအဟောင်းတွေမရှိတော့ဘူးဆိုမှအသစ်တွေကိုစုပ်ကိုင်မှုအတွက်လက်ကအစင်သစ်ဖြစ်နေမှာလေအဲ့တော့ဒီပုံထဲအတိုင်းပဲပေါ့နော်အဲ့ဒါကြောင့်ဒီ oracle message အနေနဲ့တော့ဒါကိုယ့်အတွက်အသစ်တွေကောင်းတာတွေရောက်လာဖို့ရှိတာမို့လို့အဟောင်းတွေကိုအရင်လွတ်ချပါပေါ့နော်အဲ့လို message လေးပါနောက်ထပ် tarot ဒီ page of swords ပေါ့နော်သူ reverse လေးအဲ့တော့ဒီမှာလက်ရှိကိုယ့်ရဲ့ energy mental energy ကလေကိုကအလုံးမှာပဲဖြစ်ဖြစ်လူမှုရေးမှာပဲဖြစ်ဖြစ်ပေါ့နော်ဒီတွေးဝေနေတာမျိုးဝေခွဲမရဖြစ်နေတာမျိုးဆုံးဖြတ်ချက်တစ်ခုကိုလုပ်ရမယ်ဆိုတာသိရကိုဆုံးဖြတ်ချက်ချရမယ်ဆိုတာသိရအဲ့ဒါကိုကြောက်လို့ဆုံးဖြတ်ချက်မချတာပဲဖြစ်ဖြစ်တိကျဝေခွဲမရဖြစ်နေပြီးတော့နည်းနည်းတွေးဝေနေရပဲဖြစ်ဖြစ်အဲ့လိုအခြေအနေမျိုးတွေရှိနေတာနောက်ပြီးတော့တခါလေကြာရင်ကိုနဲ့ပတ်သက်တဲ့ဒီသတင်းအမှားတွေပြန့်နေရမျိုးပေါ့နော်အဲ့လိုကောလာဟာလာတွေပဲဖြစ်ဖြစ်ကိုနဲ့ပတ်သက်တဲ့အတင်းတွေပဲအတင်းစကားတွေပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုသတင်းအမှားတွေအဲ့လိုအခြေအနေမျိုးတွေပြန့်နေရမျိုးတွေရှိတယ်ဆိုတဲ့ပုံစံလေးပေါ့နော်အဲ့တော့သူကဒီကိတ်လေးကကြည့်မယ်ဆိုလို့ရှိရင်ကို့မှာအရေးချင်းရှိရဲအစွမ်းအစရှိရဲဒါပေမဲ့ဒါကလေဟိုဓာတ်ကိုကင်ထားရင်တော့မှဒါကအသုံးပြုလို့မရသေးဘူးဆိုတဲ့အခြေအနေမျိုးပေါ့နော်အဲ့တော့ကို့မှာအစွမ်းအစရှိရဲဆိုပေမဲ့ကိုယ့်ရဲ့အတွေးတွေကကိုယ့်ကိုပြန်ပြီးတော့ပိတ်လောင်နေတယ်ကိုမယုံကြည်တဲ့စိတ်မဖြစ်နိုင်ဆိုတဲ့စိတ်တွေနဲ့ကိုယ့်အရေးချင်းရှိနေတော့ကိုယ့်အစွမ်းစားရှိနေတော့ထုတ်မသုံးဘူးပေါ့နော်အဲ့အတွေးတန်တရားတွေကထွက်မလာဘူးဆိုလို့ရှိရင်ဒီအတွေးတွေမှာပဲပိတ်မိနေမယ်ဆိုလို့ရှိရင်ကိုယ့်မှာဒီအရေးချင်းရှိနေတော့ထုတ်မသုံးဘူးဆိုရင်အဲ့အရေးချင်းကသုံးလိုက်ရမှာမဟုတ်ဘူးလေအဲ့တော့အဲ့ဒီအရေးချင်းအတွက်ရလာမဲ့ result တွေကောင်းတဲ့ဒီရလက်တွေကလည်းဖြစ်လာတော့မှာမဟုတ်အဲ့ဒါကြောင့်အရင်ဆုံးကလုံနိုင်စွမ်းရှိနေတော့မှကိုကအဲ့လုံနိုင်စွမ်းကိုမယုံကြည်နေဘူးဆိုလို့ရှိရင်ပေါ့နော်အဆင်မပြေဘူးပေါ့နော်အဲ့ဒါကြောင့်ကိုယ့်ရဲ့ future self ကဒီကိုအဓိကတော့ကိုပိတ်လောင်ထားတဲ့အတွေးတွေကထွက်လာဖို့သူကသတိပေးနေရနော်ဒုတိယကလေး eight of wands သူလည်း reverse ကြရတယ်ပေါ့နော်အဲ့ဒီထဲမှာဆိုလို့ရှိရင်တုတ်ချောင်းလေးတွေကသူကပြန့်ကျဲနေတဲ့ပုံစံမျိုးလေးပေါ့နော်အဲ့လိုတွေ့ရအဲ့တော့ဒီပုံမှန်ဆိုရင်ဒီကအရှိန်အဟုန်နဲ့ပြေးတာကိုပြောတယ်ပေါ့နော်ဒါမဲ့အခုဒီမှာကျတော့အရှိန်ကရက်နေရဆိုတဲ့ပုံစံမျိုးပေါ့နော်ဒီ
ကိုမျောလင့်ထားတဲ့အလုပ်ကိစ္စဒါမှမဟုတ်လို့ရှိရင်ငွေကြေးနဲ့ပတ်သက်တာတွေဒါမှမဟုတ်လို့ရှိရင်ဒီကိုတယောက်စီကပေါ့နော်ဒီ reply ဒီအကြောင်းပြန်တာကိုစောင့်နေတာအဖြစ်တခုခုကိုစောင့်နေတာမျိုးပေါ့နော်အဲ့လိုမျိုးဟိုမှာကိုကအလုပ်လျှောက်ထားတာပဲဖြစ်ဖြစ်ဟိုဒါမှမဟုတ်လို့ရှိရင်လည်းကိုမှာဒီတယောက်နဲ့တခုခုပေါ့နော်ဟိုဒီခွင့်ပြုချက်တောင်းတာပဲဖြစ်ဖြစ်အကြံဉာဏ်တောင်းတာပဲဖြစ်ဖြစ်ဒါမှမဟုတ်တယောက်စီကဒီသတင်းစကားကိုစောင့်နေရပဲဖြစ်ဖြစ်အဲ့လိုအရာတွေအကုန်လုံးကနှောင့်နှေးနေရဆိုတဲ့ပုံစံမျိုးတွေ့ရတယ်ပေါ့နော်ဒါပေမဲ့ဒီတခါတလေကြာရင်လေအဲ့လိုတချို့အရာတွေကကိုဖြစ်ချင်တဲ့အချိန်မှာဖြစ်မလာဘူးအရန်ကိုနှီးနေတယ်ပေါ့နော်တိုးတက်မှုပဲဖြစ်ဖြစ်ခုနလိုမျိုးဒီကိုမျောလင့်ထားတဲ့အရာကဖြစ်လာတင်တာအချိန်မှာဖြစ်မလာဘူးဆိုတာပဲဖြစ်တခါလေကြာရင်အဲ့ဒါတွေကလေဟိုအနာဂတ်ကနေပြန်ကြည့်တဲ့အချိန်မှာအဲ့အရာတွေကအဲ့ဒီအချိန်မှာအဲ့လိုဖြစ်ခဲ့လို့ဒီပိုကောင်းတဲ့အရာကိုရတယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်တခါလေကြာရင်အဲ့ဒါ protection ဖြစ်ကိုအတွက်ကာကွယ်အကာအကွယ်တစ်ခုလည်းဖြစ်နေနိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်တခါတလေအလောတကြီးလှုပ်လိုက်လို့မှားတော့နိုင်တဲ့ကိစ္စတွေကဒီကိုကအခုလက်ရှိမှာတော့မမြင်နိုင်မြင်ပဲပေါ့နော်တခါတလေကြာရင်အဲ့ဒီအရာတွေမဖြစ်အောင်ဒီကာကွယ်ထားတာတားဆီးထားတာမျိုးလည်းဖြစ်နိုင်တယ်တဲ့အဲ့တော့ဒါပေမဲ့ဒီနောက်သိမကြခင်မှာဒါတွေအကုန်လုံးကပြင်ပြီးတော့အဆင်ပြေသွားမယ်ပွင့်ထွက်လာလိမ့်မယ်အရှိန်အဟုန်နဲ့ဖြစ်လာလိမ့်မယ်ဆိုတာမျိုးတော့တွေ့ရပါတယ်အဲနောက်ဆုံး the star ကတ်ရထားတယ်ပေါ့နော်အရင်ကောင်းတဲ့ကတ်လေးပေါ့နော် the star ကတ်ကအဲ့တော့ဒီတကယ်အလှဆုံးဒီ dark ဒီနေ reading ရဲ့အလှဆုံးကတ်လေးပေါ့နော်ဒီအမောင်တို့ကြားထဲမှာကျဲတွေတောက်ပါနေအခုဘဝအတွက်ဒါ healing တော့တခုမျောလင်းချက်ဆိုရယ်အဲ့လို message လေးပေါ့နော်အဲ့တော့ကိုနောက် manifestation နဲ့ပတ်သက်ရင်လည်းအရင်ကောင်းတဲ့ကပ်ပေါ့နော်ခုနကတော့ပြောသလိုဒီကိုလက်ကိုလောက်ကမာတွေကိုအတွက်လွတ်ချတဲ့အရာတွေကိုလွတ်ချမယ်နောက်ကိုစောင့်စားခဲ့ရတဲ့အရာတွေအားလုံးလဲစောင့်စားလောက်စောင့်စားပြီးပြီဆိုလို့ရှိရင်နောက်ဆုံးသူ့ရဲ့ result က the star ကအဲ့တော့ကိုကျမ်းမာရေးနဲ့ပတ်သက်လို့ရှိရင်လည်းကျမ်းမာရေးပြန်ကောင်းတာစိတ်ချမ်းသာစရာတွေဖြစ်လာတာနောက်ကိုလောက်ကင်တဲ့အလောက်ကင်တွေအောင်မြင်တာအဆင်ပြေတာပေါ့နော်ဟိုပြန်ပြီးတော့ကောင်းလာတော့မယ်ကြည့်ရအောင်ဒီပုံနဲ့အတိုင်းကြဲတွေအောက်မှာပေါ့နော်ကိုကပြန်ပြီးတော့အလင်းရောင်လေးမြင်လာတယ်ပြန်ပြီးတော့ပျော်ရွှင်လာတယ်ဆိုတဲ့ပုံစံမျိုးသူက manifestation နဲ့ပတ်သက်လို့ရှိရင်လေအရန်ကောင်းတယ်ကိုက manifest လုပ်ထားတာရှိရဲဆိုလို့ရှိရင်အဲ့ဒီအရာတွေအဆင်ပြေမယ်ဆိုတာမျိုးနောက်တစ်ခုကမရှိဘူးဆိုရင်လည်း manifest လုပ်ပါပေါ့နော်သူက recommend ပေးတာ manifest လုပ်မယ်ဆိုလို့ရှိရင်အခုချိန်ကိုယ်ဆန္ဒတွေတကယ်ဖြစ်လာမယ်ဆိုတဲ့ပုံစံမျိုးပေါ့နော်ကိုစုတောင်းခဲ့တဲ့အရာတွေကိုစူးစမ်းခဲ့တဲ့အရာတွေရဲ့ထိုက်တန်တဲ့အဖြေကိုရမယ်အဓိကကတော့ကိုယုံကြည်ပေါ့နော်အဲ့တော့ကိုယုံကြည်ပြီးတော့ဒီကိုလုံးစရာရှိတာကိုဆက်လုပ်မယ်တခါတလေကြောက်လို့ရှိရင်အရင်အစိုးမြင်နေရထက်စားလို့ရှိရင်အရင်လောနေရထက်စားရင်ကိုအခုချိန်မှာအကောင်းဆုံးလုပ်နိုင်တာလေးတွေကိုလုပ်သွားရင်းနဲ့ကိုရဲ့ဒီ the star ပေါ့နော်ကိုရဲ့တောက်ပတဲ့အချိန်ကရောက်လာတော့မှဆိုပြီးတော့ဒီ reading လေးကနေပြီးတော့ဒီလို message လေးရပါတယ်အဲ့တော့ဒါလေးက general reading လေးပေါ့ collective reading လေးဖြစ်တဲ့အတွက်ကိုနဲ့ကိုက်ညီတာလေးကိုကိုက်ညီတဲ့လောက်လေးယူပြီးတော့အားလုံးဒီ reading လေးရလေးပေါ့နော်တခုခု message ရလိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်